အားလုံးမင်္ဂလာပါမျိုးတွေကျွန်တော်တို့စကြည့်ကြမယ်ပေါ့ဗျာ3ညခုနှစ်မှာစကြည့်မယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်နော်သုံးကြိမ်စဉ်းစားတယ်ဒီ5ပရိတ်ကလေးကိုမှတ်ထားမယ်နော်ဟုတ်ပြီနော်ဒီမှာ5ပရိတ်ကလေးနော်8 1 6ဆိုတဲ့ဒီ5ပရိတ်ကလေးရဲ့2 1 3ဆိုတဲ့ဒီကဏ္ဍလေးကပြန်ကြမယ်ဟုတ်ပြီနော်အဲ့လိုပြန်ကြမယ်လို့ကျွန်တော်တို့ခေါ်တဲ့အချိန်မှာသူဒီတဲ့2008မှာသွားကြမယ်ဟုတ်ပြီနော်ဒီ5ပရိတ်ကလေးနဲ့စအခြေတည်ပြီးဆော့ပြီနော်ဒီကဏ္ဍလေးက2008ခုနှစ်မှာသွားကြမယ်တဲ့ဟုတ်ပြီနော်ဒါဆိုရင်ကြည့်ကြမယ်နော်အဲ့လိုပရိတ်5ဖြစ်တိုင်းဖြစ်တိုင်းဒီလိုပရိတ်5ဖြစ်တိုင်းဖြစ်တိုင်းဟာဒီကဏ္ဍလေးကြဖို့အတွက်ကိုလေဒီနှလုံးဒီ6လေးခဲ့ရမယ်ဒီနှလုံး6လို့ဖြစ်ပြီးမှအဲ့ဒီ6လေးပါဝါလေးတစ်ခါနဲ့5ပရိတ်လို့ကြပြီးမှဒီကဏ္ဍလေးကြဖို့လွတ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေထွက်လိုက်မယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄နှစ်ပေါ့ဗျာတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်ထွက်တာ ਨੇ ခွန်ခါနှစ်ခါ6ခါဒီသုံးလုံးဒီ9လို့ဖြစ်တာ ਨੇ တပြိုင်နက်တည်းဟုတ်ပြီနော်ဒီ9ကိုမှခါသုံးလုံး9လို့စဖြစ်ပြီတဲ့အဲ့ဒါဆိုရင်နောက်တစ်ခါကျွန်တော်တို့ဒီကနေပြီးတော့တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်သွားတာ ਨੇ 3ညထိတ်4ထိတ်1ထိတ်တဲ့ဟာဒီသုံးလုံးဒီပဲ9လို့ဖြစ်ပြီတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်9ဘဏ္ဍခါချုပ်ခဲ့တယ်လေကြည်နော်မျိုးတွေနော်ဒီမှာ9ပရိတ်ချုပ်ခဲ့ပြီးတစ်ခါတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်ချခါသုံးလုံးဒီ9တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်ချရှေ့တောင်သုံးလုံးဒီ9လို့ချုပ်တာ ਨੇ တပြိုင်နက်တည်းအဲ့ဒီနှစ်မှာ9ပရိတ်က4ကပဲကြမယ်ဟုတ်ပြီနော်စကြပြီဗျာ5ပရိတ်ကဒီမှာတစ်ကြိမ်နဲ့ဟုတ်ပြီနော်နောက်တစ်ခါဒီမှာကြတာတစ်ကြိမ်လို့2ကြိမ်ရှိသွားပြီနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အောက်ကိုဆက်ဆင်းဒီမှာ3ကြိမ်အောက်ကိုဆက်ဆင်းမယ်တဲ့ဒီမှာတစ်ကြိမ်အဲ့ဒီနှစ်မှာ5ပရိတ်ဒီ4ကြိမ်ပဲကြတယ်တဲ့ဟုတ်ပြီနော်အဲ့လို4ကြိမ်ကြပြီးတော့ဒီနှစ်ကိုမှသွားပြီးတော့ခုနတုန်းကကြခဲ့တဲ့ဒီ5ပရိတ်ရဲ့ဘေးနော်ဒီမှာလာပြီးတော့ဒီကဏ္ဍလေးဆော့မယ်ဟုတ်ပြီနော်ခုနတုန်းက1နှစ်3ကဏ္ဍဒီမှာကြမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်ကိုကြည့်ကြမယ်ပေါ့ဟုတ်ပြီနော်အဲ့ဒီ5ပရိတ်လေသူ့အတိုင်း4ချိန်ကြပြီးသွားပြီဆိုတော့ကျွန်တော်တို့စကြည့်ကြမယ်ပေါ့ဒီသုံးလုံး4 5လို့ဖြစ်ခဲ့တဲ့အပင်ကဟာဒီ4ပရိတ်ကလေးကိုမှတ်ထားမယ်နော်ဒီ4ပရိတ်ကလေးဟာဒီ4ပရိတ်ကလေးအဲ့3ပိတ်ကလေးနဲ့4ပရိတ်တဲ့အဲ့ဒီ3လေးတစ်ခါထပ်ပြီးဒီမှာပိတ်ပြီတဲ့သူ့အဆောင်လေးမှာပိတ်ပြီနော်ပိတ်တာနဲ့အကျဉ်ကြီးကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်လို့ဆင်းတာနဲ့3ပိတ်ကို3ထိပ်နဲ့ပရိတ်4တဲ့ဟုတ်ပြီနော်ဒီမှာ3ထိပ်နဲ့ပရိတ်4ဒီကနန်းလို့မခေါ်ဘူးနော်3ထိပ်နဲ့ပရိတ်4လို့ကြားတယ်အဲ့လိုကြားပြီးအောက်ကိုတဲ့ကျွန်တော်တို့ဆက်ပြီးတော့6ပင်ဆင်းမယ်တစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ဆင်းတာနဲ့တပြိုင်နက်တည်းဟာဒီမှာ3ထိပ်တဲ့ဟုတ်ပြီနော်အဲ့ဒီ3ထိပ်ကလေးကဒီ3ထိပ်ကလေးကို6ကြိမ်ကြာပြန်ခေါ်တဲ့အခါနော်ဒီ3ထိပ်ကိုမခေါ်ဘူးနော်ဒီကနေ6ပင်ချဒီ3ထိပ်ကိုခေါ်လိုက်တာအဲ့လိုလဲခေါ်ပြီးရောတဲ့အဲ့ဒီ3ထိပ်ကလေးနဲ့ဟာဒီ4ပိတ်ခွာခွန်လေးက3ထိပ်နဲ့4ပိတ်ခွာခွန်ဟုတ်ပြီနော်ဟာဒီမှာ4ပရိတ်လို့3ထိပ်နဲ့4ပရိတ်လို့ပြန်ခေါ်မယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ3ထိပ်ခွန်ခါ4ပိတ်ဟာဒီ4ပရိတ်ကြတဲ့အချိန်မှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်6ကြိမ်9ကြိမ်တက်တာနဲ့ဟာဒီမှာ4ပရိတ်ဟုတ်ပြီနော်အဲ့ဒီကနေဒီကနေပြီးတော့1 2 3 4 5 6 9ပင်မှာ4ပရိတ်အဲ့လိုသူ့ဘေးကနေတက်လိုက်1ပင်2ပင်3ပင်4ပင်5ပင်တက်တာဟာဒီမှာ4ပရိတ်ဒီ4ပရိတ်ရဲ့ဒီ4ပရိတ်ရဲ့ဒီ4ပရိတ်ရဲ့4ပရိတ်3ပေါက်ထပ်မယ်ဟုတ်ပြီနော်ကနန်းတူတာတော့သူ့အကြောင်းနဲ့သူနော်ဒါပေမဲ့4ပရိတ်3ခုကြမယ်လို့ခေါ်ပြီနော်ဟုတ်ပြီနော်အဲ့လိုခေါ်တဲ့အချိန်မှာသူ့ရဲ့အပေါ်ကခုနတုန်းက1နှစ်3ဆိုတဲ့ကနန်းလေးလည်းကြမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဘုဘနှစ်ကိုကြည့်ကြမယ်နော်ပြီးမှနောက်တစ်ထောင်ပြန်ရှင်းပြမယ်နော်
အဲ့ဒါဆိုဟုတ်ပြီ2008ခုနှစ်မှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဆင်းတာနဲ့ဟာဒီမှာပရိတ်9တဲ့ဟာလို့ပရိတ်9ဖြစ်တာနဲ့ဟာဒီ6ပရိတ်ကလေးက2026မှာပြန်ကြမယ်တဲ့ဟုတ်ပြီနော်ပြန်ကြမယ်ဆိုတော့8 5 3ဆိုတဲ့ကဏ္ဍလေးက2026မှာကြမယ်အခုမကြသေးဘူးเนาะအဲ့6ပရိတ်ဖြစ်ခဲ့တဲ့ချိန်မှာဒီ3နဲ့ဒီ3နဲ့6ပါလို့ဖြစ်ပြီးအဲ့6ပါဝါတစ်ခါနဲ့ဟာဒီမှာပရိတ်9လို့စထွက်တာနဲ့ဟာဒီပရိတ်9ကြတာနဲ့ဟာဒီ6ကလေးကလည်းလိုက်ကြမယ်8နော်5 3ဆိုတဲ့6ကလေးက2026မှာကြမယ်ရေးထားတယ်နော်2026မှာ853အာပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ပုံစံတူပဲထွက်မယ်1နှစ်2နှစ်3နှစ်4နှစ်လို့ထွက်တာ ਨੇ ဟာဒီ9ကြောင်3ညခါ3ခါ2ခါဟာဒီ3လုံးတည်9တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆက်ထွက်မယ်နော်1နှစ်2နှစ်3နှစ်4နှစ်ထွက်တာ ਨੇ ဟာဒီမှာ3တဲ့ဒီမှာ6တဲ့ဒီမှာ6တဲ့ဟာဒီ3လုံးတည်လဲ9တဲ့အဲ့ဒါဆိုရင်4နှစ်ခြားတာနဲ့9ဟုတ်ပြီနော်ဒီမှာလဲ4နှစ်ခြားတာနဲ့ပရိတ်9ပရိတ်9 4နှစ်ခြားခါ3လုံး9အဲ့ဒါနေ4နှစ်ခြားရှီ3လုံး9ဟုတ်ပြီနော်အဲ့လို9တွေလည်းဖြစ်ပြီးတဲ့အချိန်မှာအဲ့ဒီနှစ်မှာ9ပရိတ်ဒီ4ချိန်ပဲထွက်ရမယ်ဆိုတော့အဲ့ဒီမှာ9ပရိတ်ဒီရှာကြတာပေါ့ဟာဒီမှာတစ်ချိန်ထွက်ပြီတဲ့9ပရိတ်တစ်ချိန်ဟုတ်ပြီနော်ဟာဒီမှာ2ကြိမ်နဲ့ဟုတ်ပြီနော်ဟာဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်ဆို9ပရိတ်ဒီ4ကြိမ်ပဲထွက်တယ်တဲ့ဟုတ်ပြီနော်အဲ့ဒီအောက်မှာ9ပရိတ်မရှိဘူးနော်အဲ့ဒါဆိုဟုတ်ပြီနော်ကျွန်တော်တို့အခုဒီဘက်နှစ်ကိုစော့ကြမယ်ဆိုတော့ကျွန်တော်တို့အပေါ်တက်ကြမယ်နော်သူ့ရဲ့ဒီဘက်နှစ်ကိုခုနတော့ကဏ္ဍလေးခေါ်တာနော်အဲ့ဒါဒီကဏ္ဍလေးစပြီးတော့အဲ့မှာဒီ3လုံး9လို့ဖြစ်ခဲ့တာ ਨੇ အဲ့ဒီ6ပရိတ်ကလေးကိုမှတ်ထားတဲ့အဲ့6ပရိတ်လေးခေါ်ပြီနော်အဲ့လို6ပရိတ်လေးခေါ်တဲ့အချိန်မှာအဲ့ဒီမှာပိတ်ခဲ့တဲ့3လေးဒီ3ပိတ်လို့လာပိတ်ပြီးမှတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်မှာ3ထိပ်နဲ့6ပရိတ်တဲ့ခုနတော့ကကြာတာဒီတခြားကြည့်နော်အဲ့ဒီမှာ3ကအပိတ်ကိုထိတ်နဲ့ဗရိတ်6လို့ခေါ်တဲ့အချိန်မှာဒီမှာကနန်းမတူတော့ဘူးเนาะကျတို့နှစ်ပြားမာယာများတယ်ဆိုတာအဲ့ဒါပဲဟာဒီ3လေးအပိတ်ကြတယ်ဒီမှာကြတော့ဒီကနန်းဒီခေါ်ရိုက်တယ်ဟုတ်ပြီเนาะကျွန်တော်တို့ခေါ်ရိုက်လိုက်တာဒီမှာတော့တဲ့တယ်ပေါ့ဗျာဒီကနန်းကလည်းဒီမှာတော့တဲ့တယ်ပေါ့ဗျာဟုတ်ပြီเนาะအဲ့ဒါကြတယ်ဒီမှာကြည့်ဗျာဒီကနန်းဒီခေါ်ရိုက်တော့3ထိပ်ရပြီဗျာ360နဲ့336နှစ်ကွက်ထဲတင်ရိုက်ခဲ့တော့လစ်သွားတာပေါ့ဗရိတ်6လေးပဲပေးသွားတာဟိုမှာလို့เนาะ43ခုလို့ပြန်မပေးဘူး360ကို360လို့မပေးပဲနဲ့3ထိပ်နဲ့ဗရိတ်6လေးပဲစော့ချပြီးပြသွားတယ်เนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဆက်ကြည့်မယ်เนาะဒီကနေပြီး6ကြိမ်ဆင်းမယ်တစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ဆင်းတာနဲ့တပြိုင်နက်တည်းဟာဒီမှာ3ထိပ်ကလေးပြန်ကြပြီဒီ3ထိပ်ကိုမခေါ်ခဲ့တော့ဘူးဒီကနေ6ကြိမ်မှာ3ထိပ်ပြန်ကြတာနဲ့34ဆိုတဲ့ကဏ္ဍလေးခွာတာနဲ့ဟာဒီပွဲမှာ3ထိပ်နဲ့ဗရိတ်6လို့ခေါ်တာเนาะဒီကဏ္ဍကြီးကတစိုက်နဲ့လားဒါကြီးမဟုတ်ဘူးเนาะဒါကြီးမကြည့်နဲ့3ထိပ်နဲ့ဗရိတ်9ဟုတ်ပြီเนาะဒီ3ထိပ်နဲ့ဗရိတ်9ကိုကြည့်လိုက်မှဒီကနေ3ထိပ်နဲ့ဗရိတ်9